မျက်လုံးများရှုညစ်ပေကျန်နေသည့်အမျိုးသားတစ်ဦးသည်ယင်း၏မျက်လုံးများကိုတုပ်လိုက်ရာထူးခြားသည့်အစွမ်းတစ်ခုကိုရရှိလိုက်သည်ထိုအစွမ်းဖြင့်ကားတစ်စီး၏နောက်ဖုံးထဲတွင်ဘုံတစ်လုံးကိုသူတွေ့လိုက်ရသည်ထို့ကြောင့်ကားထဲသို့ဝင်တော်မူအမျိုးသမီးနှစ်ဦးအားချက်ချင်းတားဆီးကာကားထဲတွင်ဘုံရှိနေကြောင်းပြောပြလိုက်သည်သို့သောထိုအမျိုးသမီးများကအင်အားယူသွတ်နေသည့်သူတောင်းစားတစ်ဦးအဖြစ်သာသဘောထားပြီးပစ်ပယ်လိုက်သည်ဘုံပေါက်ကွဲရန်6စက္ကန့်သာလိုတော့ချိန်တွင်ထိုအမျိုးသားကအမျိုးသမီးနှစ်ဦးအားမြေပြင်ပေါ်သို့တွန်းချလိုက်သည်ကားမှာချက်ချင်းပင်အစိတ်စိတ်အမွှားပေါက်ကွဲသွားခဲ့သည်ထိုလူနှစ်ဦးကိုသူအသက်ကယ်နိုင်ခဲ့လေသည်ထိုမျိုးသားတွင်ထူးခြားသည့်အစွမ်းရှိသည်ကိုသိလိုက်ရသောအမျိုးသမီးတစ်ဦးကယင်းဤဖျားနာနေသည့်ဖခင်အားကယ်တင်ပေးရန်အတွက်အိမ်သို့လိုက်ခဲ့ပေးပါရန်တောင်းပန်သည့်အမျိုးသားကလည်းတနာစိတ်ဖြင့်လိုက်ပါရန်သဘောတူလိုက်သည်သူမ၏အိမ်သို့ရောက်သည့်အခါသူမ၏အကိုကဖခင်အတွက်စံပြုတ်တစ်ခွက်ကိုကင်ဆောင်လာသည်ကိုတွေ့ရသည်ဤမြင်ကွင်းကိုမြင်လိုက်သောအမျိုးသားကစံပြုတ်ပကံကိုရိုက်ချလိုက်ပြီးစံပြုတ်သည်မမှန်ကြောင်းပြောသည်အဘဲကြောင့်ဆိုသောထိုစံပြုတ်ကိုလူနာတောက်သုံးလိုက်ပါကတနာရီထပ်ပို၍အသက်ရှင်နိုင်မည်မဟုတ်ပေထိုမျိုးသမီး၏အကိုကမိမိကိုအနှောက်ယှက်ပေးရန်ရောက်လာသည်ဟုထင်ကာအော်ဟစ်သည်အမျိုးသားကသူတို့နှင့်စကားများနေမိအစားစံပြုတ်ထဲမှအနက်ရောင်စီးလုံးတစ်လုံးကိုတိုက်ရိုက်ဆယ်ယူပြလိုက်သည်အင်းသည်အန္တရာယ်ဖြစ်စေသည့်အစိတ်ပင်ဖြစ်သည်သို့တော်လည်းအပြင်လူတစ်ယောက်ဖြစ်သည့်သူအားညီသူများမယုံကြည်ကြပေမည်သို့ပင်ဆိုစေသူသည်အပြစ်မဲ့သူတစ်ဦးကိုအင်း၏မျက်စိရှိတွင်တေဆုံးစေရန်မလုပ်ရနိုင်သောကြောင့်လက်မလျှော့ခဲ့ပေလူတိုင်းကအပြစ်တင်ဆွဆွဲနေကြစဉ်မှာပင်သူကအိတ်ထဲမှမှော်ဆန်သည့်မက်မွန်သည့်တစ်လုံးကိုထုတ်ယူ၍ပြင်းကိုစားသုံးပါကလူနာတက်တာပျောက်ကင်းစေနိုင်သည်ဟုပြောလိုက်သည်အမျိုးသမီးကလည်းမတွန့်မဆုတ်ပဲသူ့ကိုယုံကြည်လိုက်သည်သူမကမက်မွန်သည့်ကိုတစိမ့်ပြီး၍ဖခင်ကိုခွင့်ကြွေးလိုက်သည်ရုတ်တရက်ဖခင်၏ခန္ဓာကိုယ်သည်ပြင်းထန်စွာတုန်ရင်လာသည်မိခင်နှင့်သားကအင်းအားလက်စားချေရန်အခွင့်အရေးကိုအရယူကာသူအားအန္တရာယ်ပြုသည်ဟုဆွဆွဲ၍အိမ်ပြင်သို့ဆွဲထုတ်ရန်ကြိုးစားကြသည်သို့တော်ထိုအချိန်တွင်လူနာသည်မျက်လုံးများကိုခင်းညင်းစွာဖွင့်လာခဲ့သည်သူသည်မိမိကိုကယ်တင်ခဲ့ကြောင်းသိလိုက်ရသောအခါသမီးဖြစ်သူနှင့်လက်ထပ်ပေးရန်ဆုံးဖြတ်လိုက်ပြီးဘဏ်ထဲတွင်$60တန်းစုဆောင်းထားသည့်အနက်ရောင်ကပ်ပြားတစ်ခုကိုလည်းပေးအပ်ခဲ့သည်ထိုမျိုးသမီးကိုစိတ်မဝင်စားသည့်အတွက်အမျိုးသားကအနက်ရောင်ကပ်ပြားကိုယူလိုက်တော်လဲလက်ထက်ရန်ကမ်းလှမ်းမှုကိုယဉ်ကျေးစွာညှင်းပယ်လိုက်သည်ထို့နောက်သူ၏အပြင်းထန်ဖျားနာနေသည့်ညီမ၏ခွဲစိတ်မှုစည်းများပေးချေရန်အတွက်ဆေးရုံသို့အလျင်အမြန်သွားခဲ့သည်ဆေးရုံသို့ရောက်ရှိသောအခါထိုမျိုးသမီးသည်သူ့ကိုစောင့်နေသည်ကိုတွေ့ရှိရပြီးအရာအလုံးသည်သူမ၏အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်ဟုသိလိုက်ရသည်ထိုအချိန်တွင်သူနာပြုဆရာမကခွဲစိတ်မှုကိုဖျက်သိမ်းလိုက်ကြောင်းရုတ်တရက်အကြောင်းကြားလိုက်သည်သူကအကြောင်းပြချက်တောင်းရန်ပြင်ဆင်နေစဉ်မှာပင်အဖိုးအိုအားအန္တရာယ်ပြုခဲ့သည့်မိခင်နှင့်သားတို့လည်းရောက်လာကြသည်သူသည်ရက်တက်အေးခဲသွားပြီးဤအရာအလုံးသည်သူတို့၏စီစဉ်ထားသောလုပ်ကြံမှုဖြစ်ကြောင်းသဘောပေါက်လိုက်သည်သူစိုးရိမ်လာချိန်တွင်ထိုမျိုးသမီးကရှေ့သို့တိုးလာသည်သူမ၏ဂုဏ်သိက္ခာကြောင့်ဆေးရုံကချက်ချင်းပင်သူ့ညီမအတွက်ခွဲစိတ်မှုကိုပြန်လည်စီစဉ်ပေးလိုက်သည်နောက်ဆုံးတွင်သူ၏ညီမအသက်ချမ်းသာရာရခဲ့သည်အမျိုးသားကလည်းထိုမျိုးသမီးအားစိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်စကားပြောကြားခဲ့သည်